Hello, 2-1 vlog with Najiji. Najiji နဲ့တွားတွေ့ပြီး2-1ပုံအတူတူရိုက်ကြမယ် Hello ဒီဗီဒီယိုလေးကတော့ Airy ရဲ့ထားရ BL တွဲကိုတွားတွေ့ပြီး2-1 Polaroid ပုံအတူတူရိုက်တဲ့ vlog လေးဖြစ်ပါတယ်။အားကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်။ဒါကတော့အေးရမထွက်ခင် outfit check လေးလုပ်နေရပါ။ပွဲလုံးမဲ့နေအောင်ဆက်သွားပါပြီပွဲကကြတော့ CM Square event point မှာလုပ်တာပါဘယ်တွဲနဲ့တွားတွေ့မှလဲဆိုတော့အခုလက်တလောပြနေတဲ့ Love Album a Time series ကနဲ့ကြည်ကြည်နဲ့တွားတွေ့မှာပါအဲ့ဒီ series ကိုအရန်ကိုစောင့်နေရကြပါပြီဘန်ကောက်မှာကားပိတ်လို့ကားပေါ်မှာတော့မှ TikTok ရအောင်ဆော့လိုက်ပါသေးတယ်ပွဲလုံးမဲ့နေရာတော့ရောက်ပါပြီ CM ကကျမဘလောက်သွားလမ်းပြောက်တဲ့နေရာမလို့ event ပွဲမနှင်းချလိုက်ရသေးတယ်ဒါကတော့ပွဲလုံးမဲ့နေရာပေါ့နော် brand ဘက်ကတေချာလေးတော့ပြင်ပြီးထားပါတယ်ပွဲကဝင်မှုစောနေသေးတော့ရေးစားတာနဲ့အဲ့အရှိမပဲအေးဝင်တောက်လိုက်ပါသေးရဲ့ဟာတိတ်ဘာညို့ကြနေရလဲခေါင်းမူပြောင်းလို့လိုက်ချီးဆိုတာမှားလိုက်တာချင်းဆုပ်သွားလို့ဖြစ်သွားတဲ့ရုပ်သားကြည့်ပါတော့ပြီးတော့ပွဲက registration ဖွင့်ပြီးဆိုတာနဲ့ကျမလက်ပတ်လေးတွားယူပါတယ်ဒါတော့စားတွေရေးပေးတာပေါ့နော်ကိုလည်းထိုင်းစာမတက်တော့တက်တဲ့ဟာလေးပဲရေးခဲ့ပါတယ်ဒါတော့ lucky fan တွေအတွက် race band ပါနဲ့စီစီနဲ့ကအရင်ကလည်းခဏတွေ့ပူးပြီး the next spring မှာလည်းဓာတ်ပုံတူရိုက်ဖူးပေမဲ့အခုကတော့ပထမဆုံး2-1ရမှာဆိုတော့နည်းနည်းတော့ရင်ခုန်ပါတယ်ပွဲကကြတော့ဒီ event boy ကလုပ်တဲ့ brand တစ်ခုရဲ့ lucky fan ပွဲပေါ့နော်သူကအယောက်50ပဲရွေးပြီးတော့အထက်အယောက်20ရပဲ2-1 Polaroid photo ရိုက်လို့ရတာပါသူတို့ brand ပစ္စည်းဝယ်တဲ့တဲ့အယောက်50ကိုရွေးတာပါနော်ဒါကြတော့ brand ဘက်ကပေးတဲ့လက်ဆောင်လေးတွေပါအဲ့ဒီ2-1 Polaroid ရိုက်လို့ရတဲ့အယောက်20ထဲကို area ကပါသွားတာပေါ့နော်ဒါကတော့ပွဲမစခင်လေပွဲစားတော့မှဆိုတော့ကိုအဆင်ပြေလားမပြေလားတစ်ချက်ပြန်ကြည့်ရတာပေါ့နော်ပုံတူခဲ့ရမှာဆိုတော့တကယ်တော့ Net Gigi ကဒီပွဲမတိုင်ခင်သူတို့ series episode 1 screening တော့လည်းတွေ့ပြီးပြီပေါ့နော်အဲ့တော့အခုကဇက်တိုက်လို့ဖြစ်နေရပါအခုသူတို့နှစ်ယောက်ရဲ့ series လဲပြနေရဆိုတော့အဲ့ဒီ series ကိုအရန်ကိုမျှော်ခဲ့ရတာပေါ့နော်ဒီ Net Gigi ကိုကြတော့ The Next Prince မှာလဲတွေ့ရပေမဲ့ The Next Prince မှာကြတော့သူတို့တိတ်ပြီးတော့ screen time မရတော့ဒီ series မှာဒီ series ကိုအရန်စောင့်နေခဲ့ရပါအဲ့ဒါကြောင့်မကြည့်ရသေးတဲ့သူတို့ရှိလို့ရှင်လေသွားကြည့်ကြပါနော်နှစ်ပိုင်းပဲထွက်သေးပေမဲ့အရန်ချစ်စရာကောင်းပါတယ်ရှင်ဒါကတော့ပွဲစပါပြီသူတို့ series ရဲ့ OST ကိုဆိုနေရမှာအခုကနှစ်ယောက်လုံးအတန်လေးအရန်ကိုကောင်းပါတယ်สักนิดดีกว่าเพราะว่า เดี๋ยวก็ยังโชว์อีกอย่างเลยกำลังสตรีมมี่อีกอย่างเลยไลฟ์ไปสิตั้งใจมาจับจองที่นั่งกันแบบเยอะมากๆโอเคဒါတော့ fan တွေနဲ့ game ကစားတာပေါ့နော် 1ค่ะ EP 3เห็นไหม သူတို့ game ကအကြာကြီးကစားပြီးတော့ခဏနေလို့ရှင်တော့2-1 photo ရိုက်ရပါတော့မယ်เวทีนิดนึงจริงแล้วผมจะอยู่ยังไงอะ EP 3အဲ့လိုနဲ့2-1 photo စရိုက်ပါပြီနည်းနည်းတော့ရင်းနေတုံးနေပါတယ်ဒါပေမဲ့လှလေးထွက်ပြီးအဆင်ပြေလာတော့အများကြီးကျင်းနေပါတယ်ပုံရိုက်ပြီးရင်တုံးပြီးသူတို့ကိုနှုတ်ဆက်ဖို့ကခဏမိတတ်တော့ဒီတစ်ခါတော့မမေ့အောင်လို့တေချာလေးနှစ်ယောက်လုံးကိုတေချာနှုတ်ဆက်ခဲ့ပါတယ်နှစ်ယောက်ကတေချာလေးနှုတ်ဆက်ပေးရပြီးနက်ကလည်းတေချာကိုငုတ်ပြီးတော့နှုတ်ဆက်ပေးတာပါปรบมือได้ไหมคะဒါကခုနက fan တွေရေးပေးထားတဲ့စာလေးတွေကိုသူတို့ရွေးပြီးတော့ဖတ်ပြနေတာပေါ့နော်ဒါ lucky fan ပွဲတိုင်းမှာတော့အဲ့လိုမျိုးမြင်ဘူးပါတယ်โอ้แต่วันนี้เข้าใจเลยว่าน่าจะเลือกยากมากๆเพราะว่าแฟนๆเนาะก็ตั้งใจแบบกันกรองนะคะทุกคำถามและคำถามเก่าๆด้วยဒါတော့ brand organizer တွေနဲ့သူတို့ပန်းကြီးတူ
ပေးပြီးတော့ဓာတ်ပုံရိုက်ကြတာပေါ့နော် โอเค เดี๋ยวเราขอถ่ายภาพแต่เรามีอีกหลากหลายผลิตภัณฑ์นะคะก็ฝากวีไว้ของเรากันเอาไว้ ဒါကတော့ high vibe အချိန်ပါ high vibe အချိန်ဆိုကျမဘာပြောလို့ပြောမှန်းမသိဘူးပြောစရာစကားတွေကအကုန်မေ့ကုန်လို့ဘာမှပြောမထွက်ပေမဲ့သူတို့ကတော့တေချာ fly kiss တွေရောတတတွေရောတိတိချာချာလေးလုပ်ပြလို့တော့ပါသေးတယ်ဂျေဆိုလို့ရှိရင်ဒီမှာ fly kiss ပေးပြီးတော့ကျမအသေးလေးလုပ်ပြလိုက်တော့အသေးလေးပြန်လုပ်ပြပါသူက ทุกคนเรา နောက် จะ ပြီး ยิ่ง တော့ กว่า funny နဲ့ group ถูกหวย photo กัน အတူတူ ได้ไหมคะ ရိုက်တယ်ပေါ့နော် ยิ่งกว่าถูกหวยอีกนะแฟนๆบอกนะคะโอ้วันนี้บอกเลยว่าน้องๆอยู่กับเรายาวนานมากๆเต็มที่ทุกกิจกรรมจริงๆค่ะมาเลยค่ะเรียกได้ว่าพาแฟนๆมาเจอกับเราด้วยเช่นเดียวกัน နောက်ပြီးတော့သူ นะคะ တို့ကျေးဇူးတင်ကြပါညာတရကသူတို့ series ပါညာ promotion ပါညာတရကပြောပြီးတော့လို့ပွဲပြီးတော့မှဆိုတော့နှုတ်ဆက်ပါတယ်ပေါ့နော် จะมาเจอกันอีกไหมคะ มาแน่นอนใช่ไหมถ้าจะมาเจอกันต้องทำยังไงคะขออีกหนึ่งรอบ နောက်ပြီးတော့သူတို့ fan တွေကိုပတ်ပြီးတော့နှုတ်ဆက်ဖို့ပြင်ပါတယ် DMD ကတခုရှိတာ DMD ကidol တွေကကျတော့သူတို့ကဒီလိုပွဲတွေဆိုလို့ရှိရင်ဒီ lucky fan တွေအပြင်မှာပါကြည့်တဲ့ fan တွေကိုပါလို့ပတ်ပြီးတော့နှုတ်ဆက်ပေးရပါတော့အမီလေးသူမရှိအောင်အကုန်လုံးကိုပတ်ပြီးတော့နှုတ်ဆက်ပြီးတော့တော်တော်လေးတော့အဆင်ပြေအဲ့ဒါလေးကိုတော့တော်တော်သဘောကျရပါတော့အဲ့ဒီချက်ကိုတော့ fan တွေနဲ့လည်းဒီလိုမျိုးစကားအပြန်လည်ပြောပေးပြီး fan တွေမေးသမျှလည်းဖြေပေး fan တွေလုံးသမျှလည်းလုပ်ပေးတာတကယ်ကိုပြောစရာကောင်းတယ်ပေါ့နော်ချစ်စရာကောင်းပါတယ် ขอบได้ไหม อันนะ ดูพิงขอบ โอ้ยมีที่ไหมเนี่ย บีบอสใช่หรอ ขอบคุณที่มานะฝากขายของมีอะไรต่อไหมหมายถึงว่ามีตาสวยมากอะไรเงี้ยแต่เราไม่เป็น พี่เจเดี๋ยวขอ ဒီမှာဘာလုပ်ခိုင်းရမလဲမသိဘူးကြုံမြောင်လုပ်ခိုင်းလိုက်တာလုပ်ပြလေးရချစ်စရာလေးပါပြီးနေကအပြစ်မှာအရန်ကိုချောပြီးတော့ fan တွေနဲ့လည်းစကားရအပြန်ပြန်ပြောရဲပေါ့နော်အရင်လေးသဘောကောင်းပါတယ် ต้องไปดูก่อนยังไม่เมาไงเมาให้ดูก่อนไม่ได้เดี๋ยวต้องลอยต้องลอยไม่ใช่เมาให้ดูก่อนแล้วมาดูคลิปเลยบอยอะไรอย่างเงี้ยบอยก็มีบอยถึงเมาก็เมา ချီချီကသူစပင်းအဲ့အရောက်လေးဆိုလိုက်တာသူနဲ့အရန်ကိုလိုက်ပြီးတော့မျက်နှာလေးကပိုလေးပြီးတော့အရန်ကိုချစ်စရာကောင်းတယ်ပေါ့နော်ဘေးက fan တွေကိုလည်းသူတို့အကုန်လှည့်ပတ်ပြီးတော့နှုတ်ဆက်ပေးပါတယ်ပြီးနေကတခုခုဆိုဂျေဂျေကိုအရန်ကို view ဆိုင်ပြီးရပေါ့နော်သူ့ခက်လေးလေးကို view ဆိုင်ပြီးရအရန်ကိုချစ်စရာကောင်းပါတယ်ဒါကတော့ပွဲပြီးတော့သူတို့လည်းပြန်တော့မှဆိုတော့နောက်ဆုံးပိတ်အကုန်လုံးနှုတ်ဆက်ပါတယ်ကဲသူတို့လည်းပြန်ပါပြီရှင်အပေါ်မှာကြီးတဲ့လူတွေကိုပါမကြံကုန်လုံးကိုပတ်ပြီးတော့နှုတ်ဆက်ပေးရပါဒါကတော့တူတူရိုက်ခဲ့တဲ့ Polaroid ပုံလေးပါရှင်သူတို့ကိုယ်တိုင်ပါစိုက်ထိုးပေးထားတာပါတကယ်ချင်းကဒီပွဲလုံးနေတဲ့နေရာနဲ့ငါနဲ့နီးရဲဆိုပြီးတော့လာပြီးတော့ဗီဒီယိုတွေရိုက်ပေးပြီးတော့အမပွဲပြီးတော့ကျမတို့တူတူမုတ်သွားစားပါတယ် แฟนใส่ลีลาลูกปีชาอะ မုတ်စားပြီးတော့တငယ်ချင်းနဲ့စီးရမှာဟိုလျှောက်ပတ်ဒီလျှောက်ပတ်ပေါ့နော်ဒါတော့သူ့သားအတွက်အယုတ်ကြည့်နေရပါတဲ့ ရွှေဝင်နေနင်း သားဆိုတော့သူမွေးထားတဲ့သားတော့မဟုတ်ပါဘူး သားလေးတုံကြီးကိုဗာပေးပါလဲသားလေးနဲ့တူတယ်ရုပ်ကလေးသူ့သားလေးတူတယ်ဟဲ့တကယ်တူတယ်ဟဲ့အေးနှက်ခမ်းလေးတော့တူပါပါမျက်လုံးတော့မတူပါဘူး
အရေးတဲ့အပေါက်ကပြောင်းနေပါသေးတယ်သိရမှာအဲ့လိုနဲ့6တော့6စားပြီးတော့အိပ်ပြန်ပါရဲ့ရှင် vlog လေးကိုရှုပ်ထိကြည့်ပြကြလို့ကျေးဇူးပါ bye bye see you in the next video